တရုတ်နိုင်ငံဆိုတာကတော့ထူးခြားတဲ့ဖြစ်စဉ်တွေနဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေအများအပြားရှိနေတဲ့နိုင်ငံတစ်နိုင်ငံလို့ပြောလို့ရပါတယ်ဒီလိုမျိုးထူးခြားတဲ့စားတောက်ပုံတွေကြောင့်လေလူများရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရပါတယ်အဲ့ဒါတွေအပြင်ကမ္ဘာလက်ခီးသွားတွေကိုဆွဲဆောင်စေနိုင်မဲ့နေရာတစ်ခုလည်းရှိလို့နေပါတယ်အဲ့ဒီနေရာကတော့တရုတ်နိုင်ငံယူနန်ပြည်နယ်ခွန်မင်းမြို့ရဲ့မိုင်20ခန့်အကွာမှာတည်ရှိနေတဲ့ပန်းခြံတစ်ခုပဲဖြစ်ပါတယ်။တာမန်ပန်းခြံတွေနဲ့မတူတာကအဲ့ဒီပန်းခြံထဲမှာအဆောက်အဦငယ်လေးတွေများစွာရှိနေပြီးတော့အဲ့ဒီအဆောက်အဦတွေမှာလူပူလေးတွေများစွာနေထိုင်ကြပါတယ်။အဲ့ဒီပန်းခြံကိုစီးပွားရေးလုပ်ငန်းရှင်တူဖြစ်တဲ့ချမ်းမင်းချင်းဆိုသူက2009ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့130စီနီမီတာအောက်တာရှိတဲ့လူပူလေးတွေအတွက်လောက်ကင်နဲ့ဝင်ငွေတွေရရှိစေဖို့အတွက်ရည်ရွယ်ထားခဲ့တာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်လူမှုတိုင်းဝိုင်းမှာလူပူလေးတွေကအလောက်ကင်ခွင့်လန်းတွေနေပါပြီးစားဝတ်နေရေးအတွက်အရန်ကိုမှခက်ခက်ခဲခဲနဲ့စ조사ရပါတယ်။အဲဒါကြောင့်ချမ်းမင်းချင်းဆိုသူကကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ဒီပန်းချံကိုတည်ထောင်ခဲ့တာဖြစ်ပြီးတော့လူပူလေးတွေအတွက်အလုံးနဲ့ဝင်ငွေတွေရရှိအောင်ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအဲဒီနေရာမှာကလူပူလေးတွေကိုဖျော်ပြရန်အသုံးပြုတာဖြစ်တဲ့အတွက်လူကုန်တိတ်ခါကိုထိခိုက်စေရဆိုပြီးတော့ဝေဖန်သူတွေလည်းရှိလို့နေပြန်ပါတယ်။အဲ့လိုဝေဖန်မှုတွေရှိနေတဲ့ဆိုပေမဲ့ဒီနေရာကလူပူလေးတွေအတွက်တော့အလောက်ကင်နဲ့ဝင်ငွေတွေရတဲ့အတွက်ကြောင့်သူတို့တွေအနေနဲ့ရမ်းကြီးခက်ခဲနေမှာတော့မဟုတ်ပါဘူး။ဒီနေရာကိုတရုတ်လူမျိုးတွေအပြင်နိုင်ငံခြားသားအများစုကလည်းလာရောက်လည်ပတ်ကြပြီးတော့သူတို့ရဲ့ချစ်စရာကောင်းတဲ့နေထိုင်စားသောက်ပုံတွေကိုလေ့လာကြပါတယ်။ဒါပြင်ဧည့်သည်တွေအတွက်နှင်ခင်းပိုင်းတွေမှာတချင်းတွေအကတွေနဲ့ဖျော်ဖြေပေးတာတွေရှိပြီးတော့ညနေဆောင်ရောက်တဲ့အချိန်မှာဆိုရင်ပြားဆက်တွေနဲ့ထူးထူးခြားခြားဖျော်ဖြေမှုတွေကလည်းခီးသွားတွေအတွက်ရန်ကုန်မှာစိတ်ကျဉ်တန်းစရာကောင်းပါတယ်အဲ့လိုအကြောင်းရင်းတွေကြောင့်ပဲဒီနေရာလေးကနိုင်ငံရဲ့ခီးသွားလုပ်ငန်းကိုတိုးတက်စေတဲ့နေရာကောင်းလေးတစ်ခုဖြစ်လာခဲ့တာပဲဖြစ်ပါတယ်